Ada, bapak dah weh. ဟိုတနေ့ကကောင်တွေပဲ tu ni dia weh. Ada. Dah, betul lah weh. Ambil. တော်သေးတာဟောအသားရမင်းအရောက်မြန်လာပြီလို့တော့ပေါ့ကွာ ဒါနဲ့ဘာဖြစ်သွားလဲ ဘာမှမဖြစ်ကြပါဘူးကွယ်ငါတို့ရန်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါရှင် ရပါတယ် ဒါနဲ့မိတ်ဆက်ပေးရအောင်မယ်ဒါကတခြားသူတော့မဟုတ်ဘူးဟန်တာဝရီပြည့်ရှင်မင်းရဲ့သမီးတော်ထိတ်ထားလေးတီတီဆန္ဒလို့ခေါ်တယ် တီတီဆန်လာရလားမအပ်တာပါ Ada. Ada beri pisi meh demi dogo. Yuyu titi tu ada. ငါဒီလိုပဲပြောတတ်တယ် ရပါတယ်သူကထိထားရဲ့ကျေးဇူးရှင်ပဲသူပြောတဲ့တယ်လို့ပြောပါစေ Karena maksudnya, banyak demi dogo lega jodoh nego baru lebih jauh lah kali ya. ဒါဒီလိုရှိပါတယ်ဆိုလို့ကိုထိတ်ထားလေးကကျုပ်တို့နယ်တဲ့ကိုအလေလိုက်ချင်ပါတယ်ဆိုလို့ကျုပ်ကိုယ်တိုင်တာဝန်ယူပြီးခေါ်လာခဲ့ရတာကံကောင်းလို့ကျုပ်မျက်နှာမပြည့်ရတယ်ဗျာဟောဒါနဲ့ခုနကောင်တွေကဘယ်ကကောင်တွေလဲကျုပ်လည်းတစ်ခါမှမမြင်ဘူးပါဘူးဗျာ ဒီကောင်တွေကကျွတ်တခုတည်းငါတို့နေကလည်းမဟုတ်ဘူးဝေးအရင်မရင်နေကောင်တွေငါတို့နဲ့တော့တခါဆုံမှုတည်းလေ ဟာရီကမောင်အပ်သားရဲ့လေယုံကြီးကလေတကယ်ကိုပျောင်မြုပ်ပါပြီကွယ် ကျုပ်တို့နန်းတွင်းမှာဆိုရင်တကယ်မင်းမှုတန်းကောင်းတယောက်ကောင်းကောင်းကြီးဖြစ်မှာ အတာအိတ်လေးပါလိလေခေါ်ပါလားဟေး ဟေးကောင်းနေဝေး သူတို့ပုံစံနဲ့ငါတို့နေတတ်မှာမဟုတ်ဘူး ထိထားတော့ကဘွယ်မမြင့်တတ်ပါဘူး Sorry. Tadi dogo baru live kau balau ye. Kau lah ada. ဒါတော့ဟိုထိတ်ထားလေးရဲ့သဘောတိုင်းပါပဲဗျာ အိမ်လိုက်မလား သူတို့ကဘာဖြစ်လဲ Amaye dah hantar wadi pisi menji ye demi dogo titi sana deh. Jodoh juga. Maksudnya sorry di live kalau live lah kan maye. အိုးရွှေမျိုးတော်ကသူတို့ကဘယ်လိုလုပ်ပြီးပါလာချတာလဲဝေး မို့ဒီလိုပါဟိုတနေ့တော့ကျွတ်တကူတွေကဒီဟာထိတ်ထားလေးတို့ဝိုင်းနှောက်ရှက်နေတာတွေ့တာနဲ့ငါဝင်ကူညီရင်းနဲ့စုံခဲ့မိတာ အိုးကန်ကြီးပေလို့တာပေါ့ အတကယ်ပဲလို့သာပေါ့နှုတ်သားဆိုထိထားလို့တော့မတွေ့ရစရာပဲ ဟုတ်ပါတယ်အမိုးရေအပ်သားရဲ့အစွမ်းကတော့ကြောင်မြုပ်လာပါပြီလေ အတလိုလူမျိုးသားရွှေနန်းတော်ကြီးမှာအမှုထမ်းမယ်ဆိုရင်တိုင်းပြည်အတွက်တော်တော်အားကိုးရမှာပြီးတော့တိုးတက်မှုလည်းရှိမယ်အတရွှေနန်းတော်မှာလိုက်ပြီးအမှုထမ်းမှာလား ငါမလိုက်ပါဘူးငါကြွေးကြောင်းပြီးတော့မိုးကလည်းကျမကြီးတိတ်ကောင်းတယ်ပေါ့ အပ်တာနင်းရဲ့တိုးတက်ရတိုးတက်ကြောင်းနင်လိုက်ချင်သပါဆိုရင်တော့ငါအမိုးခွင့်ပြုတယ်လိုက်သွားနော် မိုးကလည်းလိုက်လို့ပဲဖြစ်မလဲဟိုအမိုးကျမကြီးငါရှိမှဖြစ်မှာလေ အတကျွေးကြောင်းတာအရေးကြီးလို့လား ရေးကြည့်တာပေါ့ဟိုကျွဲတွေရဲ့အမိုးရဲ့ငါမရှိလို့မဖြစ်ဘူးဟိုဒီမဲ့ခုတော့မလိုက်နိုင်သေးဘူးတိုင်းပြည်အတွက်အရေးကြုံလာရဆိုရင်တော့ငါ့ကိုလာခေါ်လိုက်ပါခုပြန်တော့ Ada kan le. Tadi aku di rumah pioya ulu nggak pioya tadi le. Tu kan ada buat isi lekwa. သူကငါ့ကိုလာခေါ်နေတာလေ အတမလိုက်ချင်ထိထားအတင်းမခေါ်ပါဘူးအမိုးတို့ဒီနေရာလေးကအရင်အေးချမ်းတယ်နော် အော်ဒါနဲ့ထိတ်ထားလေးတို့ကရောက်တော့လေလေပတ်ပတ်နေကြအောင်မှာမဟုတ်လား
ဒီမှာပေါ့ကွယ်ထိတ်ထားလေးကဒီကိုလာခြင်းလို့တမင်ထွက်လာတာ ဟဲ့အတ္တနေထိတ်ထားလေးကိုနေရဆိုလက်ပြလိုက်ဦးနော် အတ္တအားပါမလားကျွေးကြောင်းလို့မအားဘူးဆိုလိုက်ဖို့ပေးနိုင်မှာမလား နင်ရှောက်ကြည့်ကြတယ်ဆိုရင်တော့ငါလိုက်ပို့ပေးပါ ကျွဲမကြီးကငါအမေလေ ဟိုအမိုးကအတ္တရဲ့အမေမဟုတ်ဘူးလား ဟုတ်တယ်အမိုးကလည်းငါအမေပဲဒါပေမဲ့အမိုးကမွေးမိပေါ့ဒီကျွဲမကြီးကြတော့ကျွေးမိပေါ့ဘာလို့လဲဆိုတော့ဒီကျွဲမကြီးကငါဟိုးငငယ်လေးတော့နဲ့သူ့ရဲ့နှုတ်တွေကိုတောက်ပြီးတော့ကြီးပြင်းလာတာလေပြီးတော့အမိုးကလည်းဒီကျွဲမကြီးရဲ့အမိနာမကိုအမိနဲ့ကတိုင်းလို့မှဲ့ထားတယ် အိုးအဲ့ဒါကြောင့်အတ္တကျွေးရီပေါ်မှာတန်ရုံးစင်ကြီးနေတာကို ဟုတ်တယ်ငါလည်းကျွဲတွေပေါ်တန်ရောက်စီရှိသလိုကျွဲတယ်လည်းငါ့ကိုဆိုရင်ချစ်တယ် အေးငါဤထံပါမှာအမြဲတမ်းခစားနေကြတယ်မူကြီးမတ်ရတင်နာပရိအပေါင်းတို့ဟာအခုလိုညီလာခံသဘင်မှာစုံညီသွားရောက်ရှိနေကြပြီဆိုတော့ငါကတော့ရှင်မြတ်ရဲ့ဟန်တာဝီရဲ့အရေးကိုမျောတွေးထောက်ရှုပြီးရှောက်တင်တရားများရှိနေကြပြီဖြစ်ပါတယ်။ကိုင်ရှောက်တင်တရားရှိသည်များကိုငါကတော့ရှင်မြတ်ပွဲပွဲပြားပြားသိရအောင်လို့အမြန်ဆုံးရှောက်တင်ကြစေကို မလာပါရွှေဖုံးတော်ကြီးလာထိတရရွှေနှန်းရှင်ဗျာအရှင်မင်းမြတ်စိုးစံတော်မူသောဟန်တာဝရီတိုင်းပြည်သည်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောကြောင့်စီးပွားရေးများအလွန်